ပင်လယ်နစ်တူသောမိန်းမများစာအုပ်ရဲ့အပိုင်းနှစ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေ၏။ပြတင်းပေါက်များအားလုံးဖွင့်ထားသောကြောင့်ခြံထောက်ကဧကရာဇ်ပင်ကြီးဆီမှပန်းရနံ့မွေ့မွေ့သည်အိမ်ထဲသို့မကြာခဏဝင်ရောက်မွေးပျံ့လျက်ရှိသည်။သမီးနှင့်သားသည်သူတို့အဖွား၏အိပ်ယာဘေးတစ်ဖက်တစ်ချက်တွင်ကျုပ်ကျုပ်ထိုင်လျက်ရှိကြသည်။မေမေဒေါ်ငွေအိမ်သည်စကားများများမပြောပါ။မပြောနိုင်တော့တာကြောင့်လည်းဖြစ်ချင်ဖြစ်မည်။သို့မဟုတ်ချစ်လှစွာသောမြေးများကိုအားရပါးရကြည့်မြင်နေရသဖြင့်စကားပြောဖို့မလိုတော့ဘူးဟုကျေနပ်နှစ်သိမ့်နေတာလည်းဖြစ်နိုင်သည်။ဆန်ပြုတ်ပကံကိုလင်မန်းနှင့်ထဲ့သယ်ရင်းအိမ်ပေါ်တက်လာသောအခါကျွန်တော်ကိုမေမေကမျက်လုံးဖွင့်ကြည့်သည်။ကျွန်တော်ခြေနင်းကျန်းသည်ဟုမမအိမ်ဆိုးမေကလည်းပြောဖူးသည်။ကျွန်တော်သည်ဤအိမ်ပေါ်တက်လျင်ပြင်ခင်းကျမ်းပြင်မလုပ်ခါအောင်ထိမ့်သိမ့်ချေနင်း၍မရဘဲဖြစ်နေ၏။မေမေအိပ်ယာစီသို့အတတ်နိုင်ဆုံးညင်သာစွာခြေပြားထောက်၍ရှောက်လာခဲ့ရသည်။မေမေဆန်ပြုတ်ပူပူလေးတောက်လိုက်ရအောင်ငရမ်းချောက်မီးဖုတ်လေးနဲ့လေ။စပွဲဝိုင်းအပုလေးပေါ်သို့လင်မန်းကိုချလိုက်သောအခါသမီးကကျွန်တော်စီရှောက်လာ၏။ထို့နောက်တိတ်ဆိတ်စွာဖြင့်လင်မန်းထဲမှဆန်ပြုတ်ပကံနှင့်ငချောက်ပုတ်ပကံကိုစပွဲပေါ်အသာချပေးသည်။ကျွန်တော်နှင့်သားကမိမိဘေးတစ်ဖက်တစ်ချက်မှာအသာအရာပွေ့ကိုင်၍ထူမပေးလိုက်သည်။မေမေမစားပါဘူး။အားနည်းဖြောတော့သည့်အတန်သည်တူးတိတ်လွန်းသဖြင့်နားဆိုင်ထောင်ရ၏။ဟောလင်းနှင့်မိုင်လိုဘူးများသမီးတို့ဝင်လာတော့လဲမေမေကတခွက်မျှပင်ကုန်အောင်မတောက်နိုင်ချေ။မိမိအကြောင်းသိပြီးသောကျွန်တော်ကကောက်ကြီးဆန်ကိုနည်းနည်းလော်ပြီးမှနူးဣနေအောင်ပြုတ်ပေးခဲ့သည်။မေမေသည်ဆန်ပြုတ်နှင့်ငကြော်ကိုတော့တပကံကုန်အောင်ကြိုးစားတောက်နိုင်လေသည်။မေမေကျွန်တော်လက်ရဆန်ပြုတ်ကိုမတောက်ရတာနှစ်တွေမနေတော့ဘူးမဟုတ်လား။မေမေပြောတော့ကျွန်တော်လက်ရကမေမေသမီးလက်ရဓာတ်ပိုကောင်းတယ်ဆိုမေမေကကျွန်တော်လက်များကိုစုံညစ်၍ပြုံးရီလိုက်သည်။ကဲတောက်ပါမယ်သားရဲ့။သမီးတိုက်သောဆန်ပြုတ်ကိုစူးစားတောက်နေသောမိမိအားကျွန်တော်ငေးကြည့်နေမိသည်။မေမေသည်အလွန်ပိန်လီလာသည်။မေမေကိုကြည့်ရသည်မှာလောကတွင်အသက်ဆက်လက်ရှင်သန်ရန်ဘာမျှော်လင့်ချက်မျှမကြံတော့သလိုပင်ဖြစ်သည်။လောကကပေးသည့်ဒုက္ခဝေဒနာများကိုထပ်မံခံစားနိုင်ဖို့ခွန်အားတွေမကြံတော့သလိုပင်ဖြစ်သည်။ဒါမပြန်နဲ့အောင်နော်။အာကိုတကြီးတားမြစ်လိုက်သောမိမိမျက်ဝန်းများတွင်ခွန်အားတွေကုန်ခန်းနေတာသေချာသည်။အရာရာကိုလက်မြောက်အရှုံးပေးလိုက်သူ၏မျက်လုံးများဖြစ်သည်။ပြန်သေးပါအောင်မေမေမနေမချင်းကျွန်တော်နှိမှာပါ။မေမေကမျက်ခုံးပွင့်၍ပြုံးပြန်၏။မေမေကိစ္စဝိစ္စတွေအားလုံးပြီးတဲ့အခါထိုစကားကိုမေမေသည်မျက်ရည်တစ်စက်မှမကျပဲလေတံအနှဲငယ်မျှမတုံရင်ပဲပြောနိုင်လေသည်။သားဦးစင်းကိုရောတစောင်းရေဆက်ချတရားနာအတွက်သွားလျှောက်ပြီးပြီလား။သွားရသေးဦးမေမေနေကောင်းမှ
အေးဆေးဆေးဟင်းသားမိမိလက်များကကျွန်တော်လက်မောင်းကိုအင်အားချိနဲ့စွာဖြည့်ညစ်လာ၏မိကျွန်တော်ကိုစူးစူးရှာရှာကြည့်လိုက်သည့်အခါမျက်ရည်ဝဲနေသည့်ကျွန်တော်မျက်လုံးများကိုမိမြင်သွားမှသိချပါသည်ကျွန်တော်သည်အနှဲငယ်ရှက်ရွံ့စွာခေါင်းငုံထားလိုက်မိ၏မိမှာအချိန်မရှိတော့ဘူးဆိုတာဒါတကယ်မသိတာလားဒါမှမဟုတ်ရင်မသိချင်အောင်စောင့်နေတာလားဒါမှမဟုတ်မိဆန္ဒကိုလိုက်လျောပေးဖို့ဒါအပြင်းကြီးနေရလားဒါမှမဟုတ်ဘုန်းကြီးတစ်ပါးကိုဝှချဖို့ဒါဝင်လင်းနေရလားကျွန်တော်မျက်ရည်တစ်စက်နှစ်စက်လှိမ့်စင်ကျသွားပါသည်ကျွန်တော်ခဏကြာရင်သွားလျှောက်လိုက်ပါမယ်မိမနေ့ဖြန်မနက်ပိုင်းဒါမှမဟုတ်နေ့ကင်းပိုင်းမှာရေစက်ချတရားနာနိုင်အောင်ကျွန်တော်ဦးစင်းကိုလျှောက်ပေးပါမယ်ဒါပေမဲ့မိမသိရသေးပါဘူးကျွန်တော်မိကိုအားတင်း၍ပြုံးကြည့်လိုက်သည်ကျွန်တော်မော်တော်နဲ့မြန်မာပြည်အနှံ့ခရီးသွားရအောင်မှာမဟုတ်လားမိမြေးတွေကြောင်းရက်ရှည်ပိတ်ရင်ကျွန်တော်လည်းအားရင်မိလည်းအလုံနာတဲ့အချိန်တစ်ခေါက်သွားမယ်လို့မိပဲပြောခဲ့တာပဲမိကပြုံးရီကခေါင်းရံသည်ဘာမှတော့မပြောပါဖွားသမီးဆရာဝန်ဖြစ်တဲ့အထိဖွားနေအောင်ပါဆိုဖွားပဲပြောတယ်အခုလိုတေးစကားတွေမပြောပါနဲ့ဖွားရဲ့သမီးအတန်ကအဖျားစွတ်ကတုန်ရီသွား၏သို့တော်သမီးသည်ထိန်ချုပ်ကပြုံးလျက်ရှိသည်တခဏငြိမ်သက်သွားကြ၏မိကစံပြုတ်စုံကိုလက်ပြ၍တားမြစ်လိုက်သည်သမီးကငရင်ချောက်ပုတ်တမြောင်းကိုမိပစက်ထဲသို့ခွန်ရန်ပြင်သည်ကိုလည်းမိညင်းလိုက်သည်ကျွန်တော်ကမိပစက်ကိုလက်တုပ်ပွားဖြင့်အသာတုပ်ပေးလိုက်ပါသည်ဒါမိဆေးလိမ့်မကြိုက်ဘူးနော်တခြားသူတွေဆေးလိမ့်တောက်တာလည်းမိသဘောမကျဘူးဒါသိရမဟုတ်လားခမညာရုတ်တရက်မိစကားကိုကျွန်တော်နားမလည်လိုက်မိပါမိကိုအကဲခတ်ကြည့်မိတော့မိမျက်စိအစုံမိတ်ထားသည်အော်အတုပမှာစလိတ်ကမ်းမိမှာစိုးလို့ပါသားရဲ့စလိတ်ဆိုတာအစိတ်တွေပဲသားရဲ့ကျွန်တော်ရင်ထဲမှာရုတ်တရက်စွန့်နစ်သွားတော့ကြောင့်နှကန်းတင်းစီကငြိမ်သက်သွားရပါသည်စစ်လိမကမ်းရဘူးဆိုရင်ကျွန်တော်ဘာကမ်းရမလဲမိဟုတ်ကျွန်တော်ဘလို့တတိမျိုးဖြစ်မေးရနိုင်ပါမိကျွန်တော်တို့တိတ်ဆိတ်သွားတော့အခါမိကမျက်လုံးဖွင့်ကြည့်၏အေးမိပြောချင်ရာတွေပြောနေတာနဲ့ရန်ကုန်ကသတင်းနေတာမသိရသေးဘူးညီလေးဦးလေးနဲ့တော်လေးနေကောင်းကြတယ်နော်ဟုတ်ကဲ့ဖွားဒယ်ဒီရောမမီရောနေကောင်းကြပါတယ်မနစ်ကမောင်အေးအောင်ပြန်တော့သူ့ခါတော်မြက်နေရဲ့အခုရောသူခါနာပြန်ပေါ်သေးလားသမီးကပြုံး၍ခေါင်းရံသည်အခုတော့ကောင်းလို့ပဲဖွားကားကိတ်ကိုဒယ်ဒီပဲကားမောင်းပြီးပို့ပေးတာပါသမီးဤဒယ်ဒီဟူသောစကားတွေတွင်ချစ်ခင်ချင်နာမှုအပြည့်အားကိုးတွေ့တာမှုအပြည့်ဖြစ်သည်ကိုကျွန်တော်ရိပ်မိသည်သမီးသည်ယခုအချိန်အထိကျွန်တော်အားဖေဟုတခါမျှမခေါ်ခဲ့သေးချေဖေမမကပြောတော့ဖွားအချင်းနေမကောင်းဘူးဆိုကျွန်တော်သားကိုခက်လီလီခေါင်းငိတ်ပြလိုက်ပြီးငင်းကုန်းညီနဲ့ခြေနှင်းကွင်းကိုနေရာတကျဖြစ်အောင်ပြုပြင်ပေးလိုက်သည်
မိုးနက်သည်ကုံနီးတင်သည့်အလေ့အထနှင့်နည်းနည်းဝေးသောကြောင့်နေသားမကျဖြစ်ခြင်းဖြစ်နေနိုင်သည်ဒါဖြင့်မကြခင်မှာဖွားဖွားကြွားတော်မှာလားကျွန်တော်သားကိုစက္ကနဲလဲကြည့်လိုက်မိ၏တေတီဟူသောအတုံအနှုံထက်ပို၍ရိုင်းပြတယောဟန်စွနေသည့်ကြွားသည်ဟူသောစကားလုံးကိုသားပါးစပ်မှပြောထွက်ရက်လေခြင်းဟုစိတ်မကောင်းဖြစ်မိသည်သို့သောသားသည်သူပြောလိုက်သည့်စကားလုံး၏ဝင်ထုတ်ဝင်ပိုးကိုပင်သိဟန်မတူပေကျွန်တော်ကိုစူးစမ်းစွာမော့ကြည့်နေသောသား၏ညိုလဲ့လဲ့မျက်လုံးများတွင်တယောလိုဟန်တော့မတွေ့ရသို့သောသူ့ဖွားတစ်ယောက်လုံးသေလူမျောပါဖြစ်နေသည့်ကိစ္စအတွက်သူဘလို့မှခံစားထိခိုက်မနေရကြောင်းတော့ပေါ်လွင်နေ၏ကျွန်တော်ကသာသားကိုဒီထက်နည်းနည်းပို၍လူသားပိသားစေခြင်းသည်ဒီထက်ပို၍မြေးပိသားစေခြင်းသည်ကျွန်တော်သားထက်မှမျက်နှာလွှဲလိုက်မိ၏ကဲစွမ်းဖြင့်တက်လို့ရပြီဘဲဘက်ခြေတောက်နဲ့ဘဲဘက်ခြေနင်းကွင်းကိုနင်းမိတက်မြင်းဆက်ကြိုးကိုကျွန်တော်ကင်ထားရင်းမြင်းဤလေပင်ကိုအတအရာဖက်ပွေထားလိုက်ပါသည်မိုးနှက်သည်ပြောင်းရွှေ့စွာနာခံလျက်ရှိသည်မြင်းကိုတက်တဲ့အခါအမြဲတမ်းဘဲဘက်ကပဲတက်ရတယ်ဤစကားကိုယခုအခါကျွန်တော်ကပြောနေရတော့လဲလွန်ခဲ့သည့်နှစ်ပေါင်းအစိတ်လောက်ကတော့မမအိမ်ဆိုးမီကကျွန်တော်ကိုပြောခဲ့သောစကားဖြစ်ပါသည်ကုံနီးပေါ်သို့ထိုင်လိုက်ချိန်တွင်သားသည်ပျော်ရွှင်စွာလေတစ်ချက်ချွန်လိုက်၏မြင်းဆက်ကြိုးကိုသားလက်ထဲထည့်ပေးလိုက်တော့လဲမြင်းလယ်ဆန်ပွေးများကိုတော့ကျွန်တော်စုပ်ကင်ထားထိန်းထားဆဲဖြစ်သည်ညာဘက်ခြေနင်းကွင်းနဲ့ခြေထောက်သွင်းလိုက်အောင်လေသားမြင်းပေါ်မှာသားစနစ်တကျထိုင်ပြီးပြီဟုကျွန်တော်ယူဆသောအခါကျွန်တော်နောက်ဘက်သို့ဆုတ်ရက်လိုက်သည်ဘဲဘက်ဆက်ကြိုးကိုဘဲဘက်လက်ကကိုင်ညာဘက်ဆက်ကြိုးကိုညာဘက်လက်ကကိုင်ဘဲဘက်ကိုလဲချင်ရင်ဘဲဘက်ဆက်ကြိုးကိုဆွဲလိုက်ညာဘက်ကိုလဲချင်ရင်ညာဘက်ဆက်ကြိုးကိုဆွဲလိုက်ရက်ချင်ရင်ဇက်ကြိုးနှစ်ခုလုံးကိုပူပြီးနောက်ကိုဆွဲလိုက်ကြားလားသားဟုတ်ကဲ့သားသည်စိတ်လှုပ်ရှားစွာနှကန်းတင်းတင်းစိတ်ထားလိုက်၏ဒီကနေဟောရီခြံဝိုင်းရှိမှာပဲစီအောင်လမ်းပတ်ထိထွက်မသွားနဲ့ကြားလားသားကခေါင်းညိတ်သည်မိုးနှက်သည်အမိတ်မရသေးသဖြင့်ငြိမ်သက်စွာနာခံလျက်စောင့်နေ၏ဇက်ကြိုးကိုမလွတ်စေနဲ့ဘိုက်ကိုခြေထောက်နဲ့သွားမကန်မိစေနဲ့အစင်သင့်ဖြစ်ပြီးဆိုရင်မြင်းကိုအမိတ်ပေးလိုက်အောင်ပဲဟာလို့អော်ပြီးဇက်ကြိုးနဲ့တစ်ချက်တတရိုက်လိုက်ဟာသားဤအတန်ကကျေလောင်စာထွက်မလာပဲခတ်တိုးတိုးသာဖြစ်သည်မိုးနှက်ကသားဤအတန်ကိုဖြုံမဖြုံပေသူ့ကိုဓာတ်ရိုက်အမိတ်ပေးသူမှာသူ့တခင်မဟုတ်မှန်းလဲသိနေဟန်ရှိသည်ဖေလောက်ပါအောင်မြင်းကမသွားဘူးကျွန်တော်တစ်ချက်ရီလိုက်ပြီးနောက်မြင်းဤတင်ပါကိုလက်ဝါးဖြင့်ခက်ဆက်ဆက်ပုတ်လိုက်ရင်ဟာကနေတစ်ချက်အော်ဟစ်ပစ်လိုက်၏မိုးနှက်သည်ကျွန်တော်ရှိမှလွှားကနေခုန်ထွက်သွားလေသည်စိတ်လှုပ်ရှားစွာနှင့်အော်ဟစ်ပျော်ရွှင်သွားသောသား၏ရည်တန်သည်မြင်းခွာနှင့်အတူတဖြည်းဖြည်းဝေးသွား၏မိုးနှက်သည်ခြံထဲမှထွက်သွားပြီးနောက်ခြံရှိမျက်နှာစာမှာသုံးချောင်းထောက်ပြေးလွှားလျက်ရှိသည်ကျွန်တော်ခြံတကားဝသို့ရှောက်သွားပြီးအပြင်မှာခဏရပ်ကာသားထွက်သွားရာသို့လမ်းမျှော်ကြည့်လိုက်သည်စိမ့်ဆိုသောခြုံပင်များသည်တန်းစီလျက်လမ်းတစ်ဖက်တစ်ချက်တွင်ခြံစည်းရိုးတပွဲပေါင်ခတ်ထားသည်ကောက်ရိုးမြင့်အစအနှများခင်းထားသလိုရှိသောမြေမာလမ်းပေါ်တွင်မိုးနှက်သည်မြူးကျစွာပြေးနေတော့သည်ကျွန်တော်အနောက်ဘက်ခြံထဲကမြေတလင်းပေါ်မှာခွာမြင့်ဖနက်တံကိုကြားရသည်ကျွန်တော်
နောက်လဲကြည့်လိုက်တော့စိုးရိမ်ပူပန်ဟန်မျက်နှာထားဖြင့်သမီးကိုမြင်ရ၏သမီးသည်လေဤတိုက်ခတ်မှုကြောင့်လွင့်ပါနေသည့်စပင်ရှည်များကိုလက်ဖြင့်စုသိမ်းရင်းကျွန်တော်ကိုခက်ဆဆကြည့်သည်မောင်လေးနဲ့တူလိုက်မသွားဘူးလားယင်ကျွန်တော်သမီးကိုနှစ်သိမ့်ပြုံးပြလိုက်မိ၏စိတ်ပူပါနဲ့သမီးရဲ့ဒီမြင်းကိုဖေးဖေးကင်လာတာကြာပါပြီမြင်းကတိတ်လိမ်ပါလားဘတော်မှသမီးမောင်လေးကိုခါမချဘူးစိတ်ချသားကမစိတက်ရင်တော့မြင်းကမမှန်ကန်ကန်ပြန်လှည့်လာမှာပါသို့တော့ကျွန်တော်စကားနည်းနည်းစောသွား၏ကျွန်တော်ကြည့်နေရင်းမှာပင်သားတို့သည်ရွာအဝင်လမ်းမစီသို့ချိုးကွေ့ကာမျက်စိအောက်မှပျောက်ကွယ်သွားလေသည်လမ်းဘက်ထွက်မသွားဘူးကျွန်တော်သားကိုမှားထားလိပါလျက်နှင့်ဘာဖြစ်လို့လမ်းဘက်သို့ချိုးကွေ့သွားရပါသနည်းလမ်းမတန်းစီမှာဒီချိန်ဆိုမြင်းလဲများစပိန်များလူသွားလူလာများရှုပ်ထွေးနေတတ်သည်တခါတရံစကြက်ကြောင်းရာမှပြန်လာသည့်စိတ်အုပ်သိုးအုပ်နွားအုပ်တို့နှင့်စုံနိုင်သည်ကျွန်တော်သားအတွက်အနည်းငယ်စိတ်ပူသွားမိတာကိုဝန်ခံပါသည်မမရှိစဉ်တုန်းကလိုမြင်းတစ်ကောင်လောက်အပူရှိနေရင်အကောင်းသာမြင်းတစ်ကောင်ကိုကုန်းတက်ပြီးကျွန်တော်လိုက်ပါစောက်ရှောက်နိုင်သည်ယခုတော့မိမိအိမ်မှာမြင်းအပူမရှိပြီအခုဘလို့လုပ်မလဲဟင်သမီးဤအတန်ကတူတူဖွားဖွားဖေဖေတို့စောင့်နေရုံပဲပေါ့သမီးသူတို့ခဏနေပြန်လာမှာပါမိုးနှက်ကမြင်းဆိုးမဟုတ်ဘူးလေနောက်ပြီးကုန်းဆောင်ဆိုတာနေချင်းချင်းလေးပဲသူတို့သွားစရာမြေမကျဲပါဘူးဒါပေမဲ့မြောက်ပေါင်ကြီးဘက်ထွက်သွားရင်ရောရေထဲထိုးဆင်းသွားရင်ရောကျွန်တော်ခက်ဟက်ဟက်ရှိမိသည်ကြမ်းကြမ်းဖန်ဖန်သမီးရဲ့မြင်းကရေထဲခုန်ဆင်းမယ်ထင်လို့လားမဟုတ်ဘူးမြင်းကမဆင်းမဲမောင်လေးထိုးဆင်းသွားမှဆိုလို့ကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်ကခေါင်းငိတ်ပြလိုက်၏ကဲဖေဖေမြင်းလဲကြုံတစ်စီးခေါ်ပြီးလိုက်ကြည့်လိုက်ပါမယ်သမီးရဲ့သွားဖွားဖွားအနားမှာသွားဆောက်ချီနော်သမီးဤခန့်စိမ့်စိမ့်မျက်ဝန်းများကိုရှောင်လွှဲ၍ကျွန်တော်ခြံရှိမှအပြေးထွက်လာခဲ့မိသည်မြင်းနှင့်ပတ်သက်ပြီးသားမှာတစုံတစ်ခုထိခိုက်ရှာနာဖြစ်သွားလျင်သမီးဤစိန်ကားသောမျက်ဝန်းများသည်နာကြည့်သောမျက်ဝန်းများအဖြစ်သို့အလွယ်တကူပြောင်းလဲသွားပြီလိမ့်မည်လမ်းမဘက်သို့ရောက်သည့်အထိကျွန်တော်ပြေးခဲ့သည်လမ်းမပေါ်ရောက်သောအခါတောင်မြောက်တစ်ချက်စီအကဲခတ်ကြည့်လိုက်၏မြောက်ဘက်မှာဈေးရက်ကွက်တောင်ဘက်မှာရွာသစ်နှင့်စိန်ပန်းကုန်းအသွားလမ်းချိုးများရှိသည်မိုးနှက်သည်3 ရက်ဆက်တိုက်သူသွားခဲ့ရသည့်တန်ကိုင်းဘက်သို့ထွက်ရာဖြစ်သောဈေးဘက်နှင့်ဆက်တန်းရက်ကွက်စီသို့သာသွားနိုင်သည်ကျွန်တော်ခန့်မှန်းခဲ့၏သို့တော့ကျွန်တော်ခန့်မှန်းမှုမှားသည်ထင်သည်တောင်ဘက်စီမှာဖုံလုံးတုတဲ့တခုဝေးရာသို့ရွှေ့လျားနေသည်ကိုမြင်ရပြီးမြောက်ဘက်မှာမရှိပြီကျွန်တော်ဘယ်ဘက်သို့လိုက်ရမည်ကိုချက်ချင်းဆုံးဖြတ်လိုက်ရ၏ထိုအချိန်မှာဈေးဘက်စီမှခပ်ပြေးပြေးမောင်းလာသောမြင်းလဲတစ်စီးကိုတွေ့ရသည်ထိုမြင်းလဲဆရာ၏နာမည်ကိုကျွန်တော်မသိပါသို့တော်လက်ပြလိုက်၏သူမြင်းလဲပြန်သိမ်းလာခြင်းဖြစ်သည်ခရီးသည်ပါမလာပါအကိုဒုံမြင်းတစ်စီးအဲ့ဒီဘက်ပြေးတာတွေ့ခဲ့လားတွေ့ပါဘူးကျွန်တော်တောင်မြင်းပေါ်တင်ပေးလိုက်မိလို့အဲ့ဒါသူသည်နားလေသွားဟန်ဖြင့်တောင်ဘက်သို့မျှော်ကြည့်၏ဖုံငွေများကြံရစ်ဆဲဖြစ်သည်ကျွန်တော်ကဒေါ်ငွေအရက်တမတ်ပါဗျာအိမ်မှာမြင်းအပူမရှိလို့ကျွန်တော်သားနောက်ကိုကျွန်တော်လိုက်ချင်တယ်အဲ့ဒါအခုမြင်းတွေကလိုက်ပို့ပေးနိုင်မလားအရေးကြီးလို့ပါသားကမြင်းတစ်ခါမှစီးဘူးတာမဟုတ်ဘူးတက်ကျွန်တော်လင့်မြန်စွာမြင်းလဲပေါ်ရောက်သွားသည်က
ကဲသမီးလေးရေဟောဟူးရှိမှမူးနတ်ဒုံးပြင်းနေရင်မြည်အောင်လိုက်စမ်းမြင်းလဲစရာကမြည်ဤအမီးထိပ်ပိုင်းကိုကြာပုတ်ဖြင့်ခက်ဆက်ဆက်ရိုက်ပြီးအမိတ်ပေးလိုက်သောအခါမြင်းသည်စောစောကလိုသုံးချောင်းတောင်မဟုတ်ပဲလေးဘက်ကစုံဆိုင်ပြေးတော့သည်မြင်းလဲစရာသည်ဒေါ်ငွေအိမ်ဤတမတ်အဖြစ်ကျွန်တော်ကိုမသိပေမဲ့ဒေါ်ငွေအိမ်ဤမြင်းအဖြစ်မူးနတ်ကိုတော့ကောင်းကောင်းသိဟန်တူပေသည်လမ်းထိပ်ဘက်သို့ရောက်သောအခါအရှိဘက်အနောက်ဘက်လမ်းချိုးများခွဲထွက်လျက်ရှိ၏မူးနတ်သည်စိန်ပန်းကုန်းဘက်သွားခြင်းဖြစ်သည်သူ့ခြေရာဖုံလုံးများအလိတ်လိုက်ကျန်နေခဲ့လေသည်မြင်းလဲစရာလည်းကျွန်တော်လိုပင်သဘောပေါက်၏မြင်းလဲကိုအနောက်ဘက်သို့ဦးတည်မောင်းလိုက်သည်ဟဲ့မြင်းပြေးစမ်းဓာတ်ထပ်ပြေးစမ်းပါသမီးလေးအားကစုံဆိုင်ပြေးသုံးမြင်းကိုတာဘလောက်များကြောက်လိုက်လိမ့်မလဲဟုကျွန်တော်တွေးမိသည်တာသည်စက်ကြိုးကိုတိတိချာချာဆုပ်ကင်ထားဖို့လိုလိမ့်မည်ထို့ပြင်ထိုမြပြေးနေသောမြင်း၏စက်ကြိုးကိုအမတ်တမဲ့တုံဆွဲလိုက်ပါကမြင်းသည်ပြုံးကနေဆိုက်ရက်သွားနိုင်သည်ထိုအခါမြင်းပေါ်မှလူသည်မြင်းကိုကြော်၍ရှေ့သို့ဂျွန်းပြစ်ကျသွားတတ်သည်အကြမတက်လျင်သို့မဟုတ်ကန်ဆိုးလျင်ကျွန်တော်သည်ခေါင်းထဲရောက်လာသောအတွေးများကိုစွတ်ဖယ်ထုတ်လိုက်ရ၏တာတခုခုဖြစ်သွားလေမမကျွန်တော်ကိုဘယ်တော့မှခွလွတ်မှာမဟုတ်ပါစိန်ပန်းကုန်းရွာရှိမှဖြတ်သည့်အထိဖုံလုံးကိုသာကျွန်တော်တို့တွေ့ရသည်ခွေးရွာနှင့်ရှောက်တော်ရွာအကြားလမ်းဆောင်သို့ရောက်သောအခါဖုံများ၏အတွင်းတွင်မုန်းနှက်၏မဲနှက်တောက်ပြောင်သောကိုလုံးကိုခွေးအသွားလမ်းပေါ်ဟိုးအဝေးမှမြင်ရပြီကျွန်တော်အနည်းငယ်စိတ်သက်သာသွား၏နောက်9မိနစ်ကြာလျှင်ကျွန်တော်တို့မြင်းလဲသည်မုန်းနှက်ကိုမြည်တော့မည်မြင်းလဲနှစ်စီးရှောင်နိုင်သောလမ်းဖြစ်၍မုန်းနှက်နှင့်ဘေးချင်းရှင်၍ကျွန်တော်တို့ပြေးနိုင်သည်မုန်းနှက်ဤဇက်ကိုကျွန်တော်လမ်းဆွဲထိမ့်ပေးနိုင်သည်သို့တော့တကယ်တမ်းမှာတော့အခြေအနေသည်ဤမြမရိုးစင်းလာပြီတာစွမ်းပြေးကျွန်တော်အတန်ကြောင့်တားခနောက်သို့ငှဲ့ကြည့်သည်တားတော်တော်တုံလုံးနေဟန်ရှိသည်ကျွန်တော်ကိုအော်ဟစ်ပြောဖို့တားတော်တော်အာရုံနေရဟန်ရှိသည်တားထိတ်လန့်မောပန်းနေ၏ဖေဖေမြင်းကိုရက်လို့မရဘူးမြင်းနဲ့အောင်ဇက်ကိုမဆွဲနဲ့အောင်သွားပါစေဖေဖေမြင်းအောင်လိုက်ခဲ့မယ်စိတ်အေးထားစမ်းမုန်းနှက်ဤစက်ကြိုးကိုဆွဲဖို့ကျွန်တော်တို့မိလောက်အောင်မုန်းနှက်ကမနာခံပြီကျွန်တော်တို့မြင်လဲသူနစ်ကိုချင်းဘေးချင်းရှင်မိသောအခါအလွန်လှည့်ပတ်သောမုန်းနှက်သည်အသွားနှုံးကိုချက်ချင်းလျှော့ပြီးခြေလမ်းကိုပြင်ပစ်လိုက်၏လေးဘက်ပြေးနေရမှသုံးချောင်းထောက်သွားလိုက်ခြင်းဖြစ်သည်ကျွန်တော်တို့မြင်ကချက်ချင်းခြေလမ်းမပြင်တော့ကြောင့်ကျွန်တော်မျှော်မှန်းသည့်ပုံစံအတိုင်းမရတော့ပြီယခုအခါမုန်းနှက်ကနောက်မှာခပ်ပြေးပြေးအသားကျလန်းနေပြီးကျွန်တော်တို့မြင်တဲ့ကမြင်းကိုဒုံးဆိုင်ရမှခြေလမ်းပြောင်းဖို့ဇက်ကင်နှုံးရှိသေးသည်မြင်းနှကောင်အကွာအဝေးတော်တော်ဝေးနေပြန်ပြီသို့တော့ကျွန်တော်မစိုးရိမ်ပါမုန်းနှက်ဤခြေလမ်းကိုကျွန်တော်ရိပ်မိပြီမုန်းနှက်သည်မုံကျင်းမုံမြစ်ကန်တဝိုက်သို့သွားနေခြင်းဖြစ်သည်မြင်းဆိုသည်မှာနှစ်တော်တော်ကြာခဲ့သည့်ကာလတစ်ခုကအဖြစ်အပျက်တွေကိုမမိနိုင်လိမ့်မည်ဟုကျွန်တော်ဘယ်တုန်းကမှမထင်ခဲ့မိပေကျွန်တော်တို့မြင်လဲကြောင့်မုန်းနှက်ခြေလမ်းလေးသွားခြင်းမှာအခိုက်အတန့်သာဖြစ်ကြောင်းကျွန်တော်သိသည်မြင်းလဲအိမ်တက်ထားလျင်တော့ရှေ့မြင်းလဲကလမ်းမဖက်ပေးလျင်ရှေ့ကျော်တရီမဖြစ်နိုင်မှန်းမုန်းနှက်သိ၏ယခုသူ့မှာမြင်းလဲအိမ်တက်ထားမှန်းသူသတိရနေမှာပဲကျွန်တော်တို့မြင်းလဲကိုသူကြော်မှာပဲ
ရှေ့တက်ကနေပိတ်ထားရင်ကောင်းမယ်ဗျခမည်းနောက်ကိုသွားခြေနှင်းမှာမနှက်ရက်ပြီးမြင်းကိုလမ်းတန်ပေးလိုက်ပြီးရင်ခုံစင်းပြီးသူ့ဆက်ကိုလမ်းထိန်ဗျာမြင်းလဲစီယာကအကြံပေးသည်ဤအကြံကိုကျွန်တော်မလိုက်နိုင်ပါကျွန်တော်တို့သူနှစ်ပြိုင်ပြီးခြေလန်းနေသွားရင်သူကြော်တက်တော်မှာမုံစိတ်ထိရောက်အောင်သူသွားမှာဟိုမှာချက်ချင်းတုတ်ခနဲ့ရက်လိုက်မှာဟိုတုန်းကအဖြစ်ပြက်များကိုကျွန်တော်မမိနိုင်သေးပါခွေးရွာကိုကြော်သွားပြီးလျင်တော့မုံကျင်းလန်းတွင်ဒုံပြင်းနေသောမြင်းနောက်သို့ကျွန်တော်တို့မြင်းလဲလိုက်နိုင်မှာမဟုတ်ပါလူသွားလမ်းကလေးသာဖြစ်ပြီးဘေးမှာရာခင်းများရှိသောလမ်းကိုမုန်းနှက်အားကျွန်တော်တို့ကြော်နိုင်မှာမဟုတ်လူတော်၎င်းမြင်းတော်၎င်းမထိခိုက်ပဲကြော်နိုင်မှာမဟုတ်နောက်ပြီးထိုအချိန်မှာသားမြင်းပေါ်မှာလိမ့်ကြလျင်မြေပေါ်မှာကြာရမည်ပို၍နာမည်ရှေ့မှာကဒီထက်ကြောက်ရကောင်းသောတဲမြေရှိနေသည်ကိစ္စမရှိဘူးခမည်းမြင်းလဲကိုဒုံဆိုင်ပြီးခွေးအထိမောင်းရွာထဲကိုဝင်လိုက်ကျွန်တော်ညောင်ကြီးထိတ်မှာစင်းကြံခဲ့မယ်ကျွန်တော်အထင်မှန်ကြောင်းမိုးနှက်ဤခြေလမ်းများကထောက်ခံလိုက်၏မိုးနှက်သည်လေးဘက်ဒုံဆိုင်ရဟန်ပြင်းနေပြီကျွန်တော်တို့မြင်းတွေကပိတ်ရထားလျင်လမ်းရှာပြီးကြော်တက်တော်မူသားသည်မြင်းအားစိတ်ပျော့ပြောင်းအောင်ချော့မော့တက်သည်မဟုတ်ဇက်ကင်တက်သည်မဟုတ်ကျွန်တော်ဒီအချိန်မှာမိုးနှက်ကိုတားဆီးလိုက်ရင်တာလှိမ့်မကျစေပဲမိုးနှက်ကရက်တန့်သွားမည်မဟုတ်ခွေးရွာရောက်သောအခါကျွန်တော်ခုန်ဆင်းပြီးနင်းနှင်းမြမတုတ်ဆိုင်မဲ့အားသွန်၍ရှေ့သို့ပြေးခဲ့သည်လမ်းမှာခရီးသည်3-4ယောက်ကိုကြော်ခဲ့သည်သူတို့သည်ဒုံဆိုင်လာသောမြင်းခွာတန်ကြောင့်လမ်းဘေးသို့ကပ်နိုင်သမျှကပ်ပေးထားကြလေသည်မုံကျင်းသို့ရောက်သောအခါကျွန်တော်ရင်တစ်ခုလုံးပွင့်ထွက်မတတ်မောပန်းနေပြီဖြစ်သည်နောက်မှာမြင်းခွာတန်သည်နီးတီထက်နီးလာ၏မုံကျင်းတစ်ဝိုက်ရာခင်းများမှလူများသည်ကျွန်တော်ကိုကြောင်ကြည့်နေပြီးနောက်မှလိုက်လာသောမြင်းရှိရာသို့အထိတ်တလန့်ကြည့်ကြသည်ပြေးသူမမီအောင်ပြေးမြင်းအလျာ2ခုစာလောက်ကျွန်တော်ကြောနေမှဖြစ်မည်ကျွန်တော်ခြေဘဝအောက်မှာတဲပြင်ကိုသတိထားမိသည်မုံကမ်းပါသို့ရောက်တော်မူပြေးလိုက်စမ်းပါကျွန်တော်ကိုမြင်းကကြော်မသွားအောင်ပြေးလိုက်စမ်းပါပြေးမှဖြစ်မည်ဖေတားဤခေါ်တန်မှာအကွေးနေတားသည်တလျှောက်လုံးမြင်းကိုအော်ဟစ်ကျိမ်းမောင်းလာခဲ့လေသလားမသိမြင်းဖယ်သွားနေသည်ဆိုတာလဲတားမသိဘယ်အချိန်ကားမှရက်နိုင်သည်ဆိုတာလဲတားမခံမှန်းတတ်တားကြောက်ရှာပြီလိမ့်မည်မုံကမ်းပါတဲမြေပြင်တွင်ကျွန်တော်ခြေလန်းရက်ပြီးမြင်းလားရာသို့လှည့်ကာမတ်ရက်နေလိုက်သည်မုံစိတ်ရေစက်တွင်လူတချို့ကူးတို့စောင့်နေကြသည်သူတို့အားလုံးအံ့ဩတုန်လုံးနေကြ၏မိုးနှက်သည်ကျွန်တော်ရက်နေရာသို့လေးဘက်ပြေးလာနေသည်သားသည်ဇက်ကျိုးကိုတင်းကြပ်ဆုပ်ကိုင်လျက်ထိတ်လန့်နေ၏ဖဲတိုင်းမိမယ်ထို့နောက်သားသည်ရှေ့မှမုံမြစ်ကိုပြုံးနှဲမြင်သွား၏ကုန်းနေသောသား၏ကိုမှာရုတ်တရက်မှတ်သွား၏အာသား၏အော်တန်သည်အကွဲတုန်ခိုက်နေ၏သားဆက်ကြိုးမလွတ်ဖို့ပဲအရေးကြီးပါသည်ကျွန်တော်သည်မိုးနှက်၏နာမည်ကိုလမ်းခေါ်ပြီးစုပ်တစ်ချက်နှစ်ချက်တက်ကချော်လိုက်၏တဲမြေကိုနင်းရသည့်အတွေ့ကျွန်တော်အတန်ကိုကြားရသည့်အာယုံအပြင်မြည်ရည်စည်းတန်ကိုမိုးနှက်ကြားနိုင်လေသလားကျွန်တော်မသိပါဘာပဲဖြစ်ဖြစ်မိုးနှက်သည်ခြေလေးပတ်လုံးတုတ်ခနဲရက်ကခေါင်းဆိုင်ပစ်လိုက်သည်အခြေအနေသည်ကျွန်တော်မျောလင့်သည့်အတိုင်းဖြစ်သည်ဟိုတုန်းကသူဤလုံနီးလှုပ်ဟန်အတိုင်းဖြစ်သည်မိုးနှက်သည်ကျွန်တော်ရှေ့3 ပေအကွာမှရက်တန့်သွားသည်
သားလက်ထဲမှရင်းဆက်ကြိုးတွေလွတ်ထွက်သွားသည်ခြေထောက်တွေကခြေနှင်းကွင်းထဲမှပြုတ်ထွက်သွားသည်ထို့နောက်သား၏ကိုယ်ခန္ဓာသည်မြောက်ခနဲလွင့်သွားပြီးခေါင်းဆိုင်ထားသောမြင်းရှိမှကြော်ကာကျွန်တော်တို့စီသို့ဂျွန်းဆိုင်ကြလာသည်ကျွန်တော်သည်သား၏ကိုယ်လုံးကိုကျွန်တော်ကိုယ်နှင့်ကာ၍စီးကြိုဖမ်းလိုက်သည်သား၏16နှစ်အရွယ်ကိုယ်ခန္ဓာသည်ဒီမျှကြီးမားလေးလံမည်ဟုကျွန်တော်မထင်ခဲ့ကျွန်တော်သည်တဲမြေပေါ်သို့သားနှင့်အတူလုံးထွေးဖက်လျက်သာနောက်ပြန်လန်ကျသွား၏ကျွန်တော်တို့တပတ်လောက်လိမ့်ဆင်းသွားသေး၏သား၏ကိုယ်လုံးလေးမှာတဆက်ဆက်တုန်ခိုက်နေ၏ကျွန်တော်စိုးရင်တကြီးငုတ်ကြည့်လိုက်သောအခါသား၏ရည်တံတတဲ့ကိုကြားရသည်ကျွန်တော်စိတ်သက်သာစွာပြုံးလိုက်မိပါသည်ဖေနာသွားလားကျွန်တော်မဖြေဘဲသား၏ပခုံးကိုလက်သီးဖြင့်ခက်ဆက်ဆက်ထိုးရင်းလူးလဲထားရက်လိုက်သည်သားကတဲပြင်ကိုလက်ထောက်ကထားရက်ရင်းမောဟိုက်နေသည်ကံကောင်းလို့နော်ဖေကျွန်တော်တော့သွားပြီလို့အောင်းမေးလိုက်တာသားမြည်စည်းကျင်သေးလားသားကပခုံးတွန့်ကရီမောပြီးမှခေါင်းညိတ်သည်မိုးနက်ကဖေကိုတိုက်ပြစ်မှာကြောက်ဘူးလားဖေကျွန်တော်ဘလို့ပြန်ဖြေရမည်နည်းတလိษံတကောင်အပေါ်ယုံကြည်စိတ်ချစွာပြုမှုလှုပ်ရှားရသည့်ကိစ္စမှာအသက်နေရင်း၍လောင်ကစားရခြင်းဖြစ်ကြောင်းသားကိုမပြောပြရက်ပါသားအသက်အရွယ်ကြီးရင်လာသောအခါဤအတွေ့အကြုံမျိုးတွေ့လာလိမ့်မည်နေရာတကာမှာအသိဉာဏ်ဖြင့်အတိအကျခန့်မှန်းတွက်ချက်၍မရကြောင်းသားသိလာလိမ့်မည်ဖြစ်နိုင်ခြေနည်းနည်းကလေးပေါ်မှာမိမိ၏စီးပွားရေးအိမ်နောင်ရေးနောက်ဆုံးမိမိ၏အသက်ထိုအရာများပုံအပ်ပစ်လိုက်ရတတ်ကြောင်းသားသိလာလိမ့်မည်ထိုအခါမှမုံမြစ်ကမ်းပါမှာဒုံးဆိုင်နေသောမြင်းတစ်ကောင်ရှိ၌မမတ်ရက်ခဲ့စဉ်ကကျွန်တော်ဘလို့ခံစားနေခဲ့ရသလဲဟုသားသဘောပေါက်သွားပါလိမ့်မည်